ဒါကတော့ပိုင်မှာရှိတဲ့ coffee ဆိုင်လေးဆိုင်မှာပဲဖြစ်ပါတယ်ကျမတို့ရဲ့ဆိုင်ထဲမှာရှိရတော့အရင်လေးလာကြတဲ့ပုံကွယ်ကျွန်တော်ဆိုင်မှာပါရှိလဲ memory တွေ့တိုင်းလက်လိုက်ပြီးတော့တပုံလေးရိုက်တာပေါ့ဒီဟာအမှန်တော့ကျမတို့ reels လို့လုပ်တာဒါပေမဲ့လည်းမဖြစ်မြောက်သွားတဲ့အရာပဲဖြစ်ပါတယ်ရှင်အဲ့နဲ့ပဲစူဇန်လေးလာပြီးရင်နောက်မှာတော့ coffee တောက်ဖို့အတွက်ကိုစီစဉ်ကြပါတယ်မာချန်တစ်ခွက်လာတေးတစ်ခွက်ဖြစ်ပါတယ်အဲ့နဲ့ကျမတို့ဘာလို့မှမသိပဲပြင်းပြီးတော့ထိုင်နေတဲ့အချိန်မှာလူက2ယောက်နဲ့တွေ့ပါတယ်သူတို့ကအမှန်တော့ဦးနိုဆော့နေတာ2ယောက်ပဲဆော့နေတာဒါနဲ့ကျမတို့ကလည်းကျမတို့အတူဆော့မလားလို့သူတို့ဖိတ်ခေါ်လိုက်တော့သူတို့ကလည်းဆော့မဲတဲ့အဲ့ဒါနဲ့ပဲမတက်တစ်ခေါက်နဲ့သူတို့ကလည်းနားလေသူတို့လက်ဟန်ချဲနေပြပြီးတော့ကျမဆော့တာပေါ့နော်အဲ့မှာဘဝမှာပထမဦးဆုံးတော့ဦးနိုနိုင်သွားခဲ့ပါတယ်ရှင်ဒါကတော့အမတ်တရပုံလေးပဲဖြစ်ပါတယ်ဒါကတော့ဆိုင်ကနေမြင်ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်အဲ့မှာတော့တော်တော်များများဒီလိုပဲအင်ကြီးကျွန်းနဲ့ပဲရှောက်သွားနေတဲ့အရာကြီးအထူးစမ်းတွေ့ခဲ့ပါဒါကတော့ကျမတို့လမ်းမှာတွေ့တဲ့နေရာမှာပေါ့နော်ခဏလောက်တဲမယ်မရတော့ဘူးငါတို့ညနေအထိတော့စောက်လို့မရတော့ဘူးဆိုပြီးအဲ့နဲ့လာပြီးတော့ဒီမှာလာစုံစမ်းတာဖြစ်ပါတယ်အဲ့ဒါကတော့ဟန်ကူဆာရမ်နဲ့တွေ့လို့ပေါ့နော်ဟိုနည်းနည်းပမှုတ်ပြီး good ဆိုgood နဲ့ပဲဆုံးတာပါအဲ့နဲ့ပဲကျမတို့အခန်းလိုက်ပြပါတယ်လိုက်ပြတော့အရင်ကြီးရတယ်ပေါ့နော်သူကပြောတာသူတခန်းကို200တခန်းမှဖြစ်တယ်သူပြောချင်တာကကျတော့တကတင်တယောက်ကို200ပေါ့200လို့ပြောဒါပေမဲ့ကျမနားလေလိုက်တာတခန်းလုံးပေါ်မှာ200ပေါ့အဲ့ဒါကိုအကုန်လုံးသုံးလို့ရတယ်ဆိုဝါအရန်မိုက်တာပဲဆိုတန်တယ်ဆိုပြီးတော့အားရပါဖြစ်တယ်ပြီးတော့တယောက်ကို200ဆိုတော့ကျမတို့အပြင်သားမှာပဲနေရည်နဲ့ပဲတပုတ်ရိုက်ပြီးတော့ပြန်လာကြပါတယ်သနာစရာကောင်းတော့ကျမတို့ပါအချိန်ကအရန်လေဘယ်လိုပြောရမလဲအရန်လဲကတ်နေတော့လေမတန်လို့ဆိုပြီးတော့ကဲမထူးတော့ဘူးဘေးနားမှာရှင်းအရာတွေရှောက်လေတော့မှဆိုပြီးသွားနေကြဖြစ်ပါတယ်နောက်ဆုံးမှာကျမတို့ရှောက်သွားတဲ့မိုးရေမောင်ပြီးတော့မိုးရွာမဲ့ပုံစံဖြစ်လာတော့ကျမတို့ကားဂိတ်ကိုအမြန်ပြေးပြီးတော့သွားနေကြတာပါโอเคဆိုတော့အခုကတော့ပိုင်ကိုလေပတ်တာဒါပါပဲရှင်ဆိုတော့ပိုင်မှာကဘယ်မှမသွားပြဘူးဘာလို့ဆိုမြို့ထဲမှာပဲသွားတဲ့အတွက်ကြောင့်မို့ခြေချင်းနဲ့ပဲသွားတာဖြစ်တယ်နောက်တစ်ခါကျအချင်းကအများကြီးမရတော့ကျွန်တော်ဒီမြို့ထဲမှာပဲလဲပြစ်တာပေါ့နော်ဆိုတော့မြို့ထဲမှာလဲပြစ်တော့အများဆဆတော့မရှိပြီမဲ့ experience တော့တော်တော်ရပါတယ်အခုလောလောဆယ်ဒီအခန်းငားပြီးတော့ပေါ့နော်နားဖို့အတွက်ကလည်းအချိန်ကကွတီဖြစ်နေတော့လေအဲ့တော့အခန်းမယူပြလိုက်ဘူး bus station မှာပဲစောင့်နေပါတယ်ကျမတို့အိတ်ပဲစမ်းတက်ပါမယ်မမိုးလည်းအိတ်ပါမယ်ကိုကားပေါ်မှာဆိုကျမတို့ပြင်လာတဲ့လမ်းမှာတော့အရန်မှာမိုးတွေတကုံရွာပါတယ်ကြောက်စရာလည်းကောင်းတယ်အကွေလည်းအရန်